မင်္ဂလာပါခင်ဗျာကြက်တီရှုံးမြတက်နေဝင်ပါတဲ့ယခုလိုမင်္ဂလာနံနက်ကလေးမှာကျွန်တော်တွားရောက်နေတဲ့နေရာကတော့ဖြစ်ဒခိနာတီတီမျိုးနဲ့ရာသတင်ဟာလန်ကန်းခေါ်ပန်းအဝိုင်းနာမှာရှိတဲ့ကျွန်တော်တို့ပကံအာနာနာဖရားနဲ့ပုံစံတူထာဝရငြိမ်းချမ်းရေးစီတော်ကိုတွားရောက်နေတာပဲဖြစ်ပါတယ်ခင်ဗျာဒီဖရားဟာဖြင့်ရှေ့ဘင်းမင်းများလက်ထက်တမှုတရစ်မင်းကိုယ်တိုင်နန်းဆိုင်ခဲ့တဲ့နန်းတော်ကုန်းပေါ်မှာတည်ရှိပြီးကျွန်တော်တို့ဆရာတော်ရှင်စန္ဒာဓိကရဲ့ဩဝါဒကိုခံယူပြီးတိဆောက်ထားတဲ့ဖရားလည်းဖြစ်ပါတယ်ဒီဖရားဟာဖြင့်ကဘာမြေကြီးငြိမ်းချမ်းစီလိုတဲ့ရည်ရွယ်ချက်နဲ့ပကံအာနန္ဒာဖရားနဲ့ပုံစံတူစခြင်းကြောင့်များဖြင့်ရှေ့မှုမပြတ်ဘိတုကလက်ရမြောက်စာဖြင့်ထုစစ်ပုံပေါ်ထားတဲ့ဖရားလည်းဖြစ်ပါတယ်ထာဝရငြိမ်းချမ်းရေးစီရီဆိုတဲ့အတိုင်းဒီဖရားရဲ့လိုင်ကူတော်အတွင်းကိုဝင်ရောက်ပူဇော်ရင်ဖြင့်အေးချမ်းပြီးတော့ငြိမ်းချမ်းမှုကိုရရှိမဲ့နေရာလည်းဖြစ်ပါတယ်လမ်းမဆက်တဲ့ရေးရလည်းအမတန်မှကောင်းမွန်ပြီးနေပြီးတော့မိုင်းနေရာတိုးကြီးကဝင်ရောက်ခဲ့လို့ရှိရင်ရာသတင်ဟာလမ်းမကြီးပေါ်ကန်းကော်ပန်းအဝိုင်းနာမှာလှမ်းပြီးတော့ဖူးတွေ့နေပြီလည်းဖြစ်ပါတယ်ဒါကြောင့်ဖျားဘူးပြည်သူများနေပြီးတော့ကိုလာရောက်ခဲ့လေခီးတစ်ထောင်နာပြီးဝင်ရောက်ဖူးမြော်လဲကြပါအောင်လို့နိဗ္ဗာန်အကျိုးမျှော်ပြီးတိုက်တွန်းနှိုးဆော်ရပါတယ်ခင်ဗျာအခုလို့ကျွန်တော်တင်သမျှပို့တိုင်းကိုတက်တော့နေပြီးတော့ like share follow လုပ်တဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေအားလုံးလဲအာရောချံနာယောဂကင်းရှင်းပြီးပရမန်မြတ်လာစွာသောလာဘန်လက်ကြီးနဲ့လဲထာဝရပြည့်စုံကြပါစေကာယဒုက္ခစိတ်တဒုက္ခနှစ်ဖြာသောဒုက္ခနဲ့လဲပြည့်စုံကြပါစေမကောင်းသောအတိတ်မကောင်းသောနမိတ်မကောင်းသောဂျိုးစိုးအိမ်မက်တွေနဲ့ဘယ်တော့မှမတွေ့မကြုံပဲနဲ့ကောင်းသောအတိတ်ကောင်းသောနမိတ်ကောင်းသောအိမ်မက်တွေနဲ့တွေ့ကြုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါလိုအင်ဆန္ဒတွေနဲ့လည်းထာဝရပြည့်နိုင်ကြပါစေမြတ်ဆုံးတရားနဲ့ကတ်သုံးပါးကိုလည်းကြော်နိုင်နေနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေလို့ကျွန်တော်ဒီနေရာနေပြီးတော့ဆန္ဒပြုလိုက်ရပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ